အားလုံးပဲမင်္ဂလာပါ100 Days of Cloud Azure Edition ရဲ့42ရက်နေ့မြောက်နေ့ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေပေါ့နော်ကျွန်တော်ဒီနေ့မှာကတော့ဒီ Azure Story Block Container တွေကိုကျွန်တော်တို့ကဒါ backup လုပ်ရမယ် delete လုပ်ပြရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် easy going challenge တခုလို့ယူဆလို့ရပါတယ်ကျွန်တော်တို့အရင်ဆုံးဥစွာပထမ let environment ကို start လုပ်လိုက်ပါမယ်ခဏလောက်တော့ကျွန်တော်စောင့်ပေးရပါလိမ့်မယ်ကဲကျွန်တော် let environment လေး active ဖြစ်ပြီဆိုတော့ဥစွာပထမကျွန်တော်တို့ Azure portal တွေကိုဝင်လိုက်မယ်ပေါ့နော်အဲ့တော့ဒါကတော့ထုံးစံတိုင်းပဲဆိုတော့ကျွန်တော်ထွေထူးတော့မဟုတ်ဘူးOkay ပြီးတော့ဒါကျွန်တော်တို့password ပေါ့နော် okay ကျွန်တော်အနေနဲ့ဒီနေ့ကတော့ဘာလုပ်ရမလဲဆိုတော့သူဒီမှာပြောထားသလိုပေါ့နော်သူ့မှာရှိထားပြီးသားပေါ့နော်ဒီမှာ story account ရှိတယ်အဲ့ထက်မှာကျွန်တော်တို့ကblock container လေးလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီ container လေးတဲ့က content တွေကိုကျွန်တော်တို့ကဒီကျွန်တော်အခုမြင်နေရတဲ့ terminal တွေက OPT ဆိုတဲ့ directory တွေကိုကျွန်တော်တို့ copy ကူးရမယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်တော်ကဒီ block container ကိုဖျက်ရမယ်တကယ်တော့ဒါရိုးရှင်းရှင်းလွယ်လွယ်ကူကူဖြည့်ရှင်းလို့ရတဲ့အရာလေးပဲဖြစ်ပါတယ်အဲ့တော့ဒါဆိုရင်ဒါကျွန်တော်တို့က story account ကိုကျွန်တော်အရင်ဆုံးသွားလိုက်မယ်ပြီးသွားရင်တော့သူ့မှာရှိပြီးသားဒီပေါ့နော်ဒီကျွန်တော်တို့ story account တွေကဒါ container ထဲမှာရှိတဲ့ဒါ block container ဒီ block container တွေက file လေးကိုကျွန်တော်တို့ကfile တွေပေါ့နော်တကယ်တော့ဒီကိုယ့်ရဲ့ဒီ terminal တွေကိုကျွန်တော်ခုနမြင်နေရ terminal တွေကိုကျွန်တော်တို့ကdownload ချရမှာဖြစ်တယ် copy ကူးရမှာပေါ့နော် download ချရမှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကတော့ဒါအားလုံးသိရတဲ့အတိုင်းပဲဒါကျွန်တော်တို့ကဒီ AD storage command နဲ့ကျွန်တော်တို့က download ချလို့ရတယ်အဲ့တော့ဒါ AD storage မှာကျွန်တော်ကဒါ block ပေါ့နော် block နဲ့ပတ်သက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ sorry AD storage block ကျွန်တော်တို့ဒါပါလဲဆိုတော့ကျွန်တော်download ပေါ့နော်အဲ့တော့အဓိကဒီ download ဆိုတဲ့ comment နဲ့ချလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးကိုကျွန်တော်ကလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကrecursively ကျွန်တော် download ချချင်တယ်ဒီ container ထဲမှာရှိသမျှအရာအားလုံး download ချချင်တယ်ဆိုတော့ကျွန်တော်ကဒီ AD story block download batch ဆိုတဲ့ဒီ comment နဲ့ကျွန်တော်တို့က download ချလို့ရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့အဓိကကတော့sorry ဒီကောင်ဘယ်လိုဖြစ်လို့ no item found ဖြစ်နေတာOkay ဒီ container ပေါ့နော်ဒီ container ရဲ့ file ပေါ့ဒီမှာတော့တကယ်တော့ file တစ်ခုပဲသူရှိလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ file ဒီ file ကိုပဲမဟုတ်ကျွန်တော်တို့ဒီထက်အကုန်လုံး download ချမယ်ဆိုပြီးကျွန်တော်တို့က terminal ကနေကျွန်တော်လုပ်ရမယ်အဲ့တော့ခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ AD storage ကျွန်တော်တို့ဗာလဲဆိုတော့block ပေါ့နော် BLO block ပြီးကျွန်တော်ဗာလဲဆိုတော့ download batch ပေါ့နော်BATCH ပဲเนาะ batch download ကျွန်တော် recursively download ချနေတာပေါ့เนาะရှိသမျှ file တွေအားလုံး download ချမယ်ဆိုအသက်ပေါ့เนาะပြီးတော့ဒါကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဒါ account name ဆိုတော့ကျွန်တော်ဒီက account name ပေါ့เนาะဒီ account name ကိုကျွန်တော်ရေးလိုက်မယ် okay ပြီးတော့ရင်တော့ဒါကျွန်တော်တို့ကဗာလဲဆိုတော့container name ပေါ့เนาะ sorry container name အဲ့တော့ကျွန်တော်တို့ရဲ့ container ပေါ့เนาะsource ပေါ့เนาะအဓိက source ပေါ့ဒီမှာသူရဲ့ဒီ command ပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီ source ကကျွန်တော်ဗာလဲဆိုတော့ကျွန်တော်တို့ကတခါတည်းကြီးညာပေးရမှာပေါ့နော် source ကတော့ဒီမှာ destination ရဲ့ source ရဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ကsource container ကိုကျွန်တော်တို့ကဒီမှာကြီးညာပေးရမယ်အဲ့တော့ဗာလဲဆို SOURC source ပေါ့နော်အဲ့တော့ account name ကဒီတွေက source ကတော့ကျွန်တော်တို့ကဒီ container ပေါ့နော် okay ဒီ container လေးပြီးတော့ရင်တော့ဒါကျွန်တော်တို့ကကျွန်တော်တို့ရဲ့ destination ပေါ့နော် destination ကတော့ကျွန်တော် dash ဗာလဲဆိုတော့DINA destination ပြီးတော့ဒါကျွန်တော်တို့က OPT ဆိုတဲ့ folder တွေကိုကျွန်တော်တို့ download ချမယ် okay အဲ့ဒါဆိုဒါကျွန်တော်ဒီ command လေးကိုကျွန်တော် run လိုက်မယ်အဲ့ဆိုတော့ဒါကျွန်တော်တို့ကကိုယ့်ရဲ့ block storage ရဲ့ဟာကိုဒါကျွန်တော်တို့ကဒီ OPT ဆိုတဲ့ folder တွေကိုကျွန်တော်မလုပ်လိုက်လေဆိုတော့sorry /OPT ပေါ့နော်အဲ့တော့ဒီထက်ကိုကျွန်တော်တို့ဒါ download ချပြီးသွားပြီပေါ့နော်ဒါကျွန်တော်ဒီ file လေးပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့နောက်တစ်ဆင့်ကတော့ဒီ block container ကိုကျွန်တော်တို့က delete လုပ်ရမယ် okay အဲ့တော့ကျွန်တော်ဒီ block container ကိုလာလိုက်တယ်ပြီးတော့ဒါဒီ container ကိုကျွန်တော်တို့ကဒီမှာ delete ဆိုတဲ့ဟာနဲ့ကျွန်တော်ဒီ container လေးကိုကျွန်တော် delete လုပ်လိုက်မယ်သူခိုင်းတဲ့အတိုင်းပဲပေါ့နော် okay ဒါ confirm delete okay ဒါဆိုရင်တော့ delete လည်းဖြစ်သွားပြီပေါ့နော် delete ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့အနေနဲ့ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်ရဲ့ဒီ test လေးကိုကျွန်တော် confirm check လုပ်ကြည့်လို့ရပြီပေါ့နော် okay check confirm နဲ့ကျွန်တော် check လုပ်ကြည့်လိုက်မယ်Okay ခဏတော့သူအားဆောင်ရလိမ့်မယ်သူနောက်ကွယ်မှာစစ်နေတာဖြစ်တဲ့ပေါ့နော်အဲ့တော့ကြာဒါနဲ့ဒီနေ့ဆိုရင်ဒါကျွန်တော်42အနည်းမြောက်နေ့ကိုလည်းပြီးသွားခဲ့ပြီအဲ့တော့မနေ့ဖြန်ကျကျွန်တော်တို့က43အနည်းမြောက်ကိုဆက်သွားရမယ်ပေါ့နော်အားလုံးပဲဒါကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့လို့ရပါတယ်တကယ်လို့ like လုပ်ဖြစ်တယ်ဆိုလည်း comment ပေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်မနေ့ဖြန်မှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်ခင်ဗျာ